ဒီနေ့မှာတော့ကံကောင်းလက်ပွင့်စေမယ်ဖုံးရွှေနီးလေးတွေကိုမျှဝေပေးပါမယ်ရှင်။သိတဲ့သူတွေကတော့ကြော်သွားပေးပါနော်။မသိတဲ့သူလေးတွေအတွက်မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်။အရင်လဲလွယ်ကူတယ်ငွေလဲမကုန်ဘူးတကယ်ကိုကံကောင်းပြီးတော့လက်ပွင့်စေပါတယ်ဘာလဲဆိုတော့အိမ်ရှိမှာဖက်နှက်ချွတ်ကလေးတွေကိုစီလေးချွတ်ထားရပါမယ်ဖက်နှက်တွေကိုတောင်တစ်ဖက်မြောက်တစ်ဖက်မဖြစ်စေဘူးညီစီလေးစီထားရပါမယ်ပြီးတော့ဖက်နှက်တွေကိုအိမ်အဝင်ဝရဲ့ညာဘက်ပေါ့နော်ညာဘက်ပြီးကိုမချွတ်ရပါဘူးဘယ်ဘက်မှာပဲချွတ်ရပါမယ်တကယ်လို့များတကယ်ဖက်နှက်စင်ကိုလည်းဒီဘဲဘက်ပေးမှာပဲထားရပါမယ်တကယ်လို့များကိုယ့်အိမ်ကိုစစ်ကြည့်လိုက်ပေါ့နော်ငါတို့ဖက်နှက်ကညာဘက်မှာချွတ်ထားမိသလားဘယ်ဘက်မှာချွတ်ထားမိသလားပေါ့ငါတို့ဖက်နှက်စင်ကဘယ်နားမှာထားမိသလဲဆိုတော့ကိုယ့်ဖောက်ကိုပြန်စစ်ပေါ့နော်တကယ်လို့များညာဘက်မှာထားတယ်ဆိုရင်ဘယ်ဘက်ကလေးကိုရွှေ့လိုက်ပါပြီးတော့ဖက်နှက်စင်ကအရန်ဒီလိုအမြင့်ကြီးတွေလူလောက်ရှိတဲ့အမြင့်ကြီးတွေမထားရပါဘူးဖက်နှက်စင်ကိုဒီလောက်ပေါ့နော်ဒီခါလောက်ပေါ့အဲ့လောက်ထိပဲထားတာအကောင်းဆုံးပါပဲတဲ့နောက်ပြီးတော့ဖက်နှက်စင်ကိုအဖုံးလေးတွေပါလို့ရှိရင်ပိုကောင်းပါတယ်တဲ့ဒီတိုင်းအလွတ်ထပ်ပေါ့နော်ဒါပေမဲ့ဒီတိုင်းအလွတ်ထားလဲရတယ်ဘာမှမဖြစ်ဘူးတကယ်လို့ဟဲ့အမရေကျမတို့ကတော့ဖက်နှက်စင်လည်းမရှိဘူးဆိုဘာမှဖြစ်ဘူးဖက်နှက်စင်မရှိလဲရတယ်ဖက်နှက်ကိုဘယ်ဘက်မှာပဲချွတ်ပါအိမ်အဝင်ရဲ့ဘယ်ဘက်မှာပဲချွတ်ပါစီရီလေးထားပါအဲ့လိုမျိုးလေးထားလိုက်ယုံနဲ့အဲ့ဒီရဲ့အိမ်ကကံကောင်းလက်ပွင့်စီပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းမျှဝေပေးပါဦးမယ်နောက်ထပ်ဖုံးရွှေနီးပညာတွေကိုဒီလိုမျိုးပေါ့နော်ငွေမကုန်ပဲကံကောင်းခြင်းတွေလက်လာပါတွေရွှင်ခြင်းတွေငွေကြေးတွေအဆင်ပြေလာခြင်းတွေကိုမျှဝေပေးပါမယ်တကယ်လို့သိချင်တယ်ဆိုရင် like and follow လေးလုပ်ထားပေးပါရှင်ကျေးဇူးအများကြီးတင်ပါတယ်မိသားစုအားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင်